ဒီဘက်ခေတ်ကြီးမှာလေ GED IGCSE IELTS Duolingo SAT စတဲ့ education ပိုင်းတွေကို join ဖို့အများကြီးရှိရပေါ့နော် government education ကိုစက်မသွားပဲနဲ့ဒီလိုမျိုးတွေ join ရင်တဲ့ကလေးတွေအတွက်ဒီနေ့မှာတော့က GED ဆိုတာပါလဲ GED ကဘယ်နှဘာသာပါတာလဲ GED ရဲ့အောက်မှတ်ကဘယ်လောက်လဲ GED ကဘယ်လိုကလေးမျိုးတွေက join တင်ပြီးတော့ဘယ်လိုကလေးမျိုးတွေက GED ကိုမ join တင်ဘူးလဲဆိုတာကိုသိသလောက်လေးပြန်ပြီးတော့ share လေးလုပ်ပေးမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့မျှော်လင့်ပါတယ်ရှင် Hello everyone မင်္ဂလာပါဒီနေ့မှာတော့က GED အကြောင်းကိုသိသလောက်လေး share လုပ်ပေးမှာပါပထမဆုံးကတော့ GED ရဲ့ရှေ့ကောက်ကပါလဲ GED ဆိုတာက General Educational Development နောက်တစ်နည်းဖြင့်ပြောရရင်တော့ US ကပေးတဲ့အထက်တန်းအောင်လက်မှတ် US ရဲ့အထက်တန်း Diploma လက်မှတ်ပေါ့နော်ဒါပေမဲ့ US ကအထက်တန်း Diploma လက်မှတ်ကိုကရတယ်ဆိုပေမဲ့ဒါပေမဲ့အဲ့ဒီဟာကလက်မခံတဲ့နိုင်ငံတွေရှိရပါတော့အထူးသဖြင့် Asia မှာဆိုရင်စင်ကာပူလိုနိုင်ငံမျိုးက GED ပညာရေးကိုလက်မခံပါဘူးဒါပေမဲ့ GED ကိုလက်မခံတဲ့ IGCSE ရအောင်ဆိုရင်တော့ IGCSE ပညာရေးကတော့စင်ကာပူဒီ US UK တကဘာလုံးဝလက်ခံတဲ့ပညာရေးစနစ်ပေါ့နော်ဆိုတော့ GED ကြောင့်ကိုဆက်ပြီးတော့သွားပါမယ် GED မှာကဘာသာရပ်က၄ခုပါဝင်တယ် Math Science Social Study RNA ဆိုတဲ့ဘာသာရပ်၄ခုပါဝင်တယ်တဘာသာချင်းကိုပေးမှတ်က200အောက်မှတ်က145မှတ် GED ရဲ့အမှတ်ကအရင်ကျတို့ဒီgovernment education လိုမျိုး100ဖို့ဖြည့်40ဖို့အောင်လုံးဝမဟုတ်ဘူးဒါပေမဲ့ခုနပြောတဲ့ဒီအဆင့်တွေ GED IGCSE IELTS Duolingo SAT အဲ့ဒီထဲမှာ GED က basic အကျဆုံးပေါ့နော်နောက်တစ်ခုဆက်ပြီးသွားချင်တာက GED ကဘယ်လိုကလေးမျိုးတွေက GED ကို join တင်တယ်ဘယ်လိုကလေးမျိုးတွေကတော့ GED ကိုမ join တင်ဘူးဆိုတာကိုပြောပြပေးမှာပါကလေးမျိုးတွေက GED ကို join တင်လဲဆိုလို့ရှိရင်အထူးသဖြင့်ပေါ့နော်အခုခေတ်မှာ government education ကိုရက်ထားတယ်9တန်း10တန်းဒီ government ဘက်ကပေးတဲ့အထက်တန်းဘက်ကိုဆက်မတက်တော့ဘူးအထူး US လိုနိုင်ငံမျိုးပေါ့နော် sorry အထူးသဖြင့် US လိုနိုင်ငံမျိုးကိုကစိတ်ဝင်စားတယ်US မှာပဲ University တက်ချင်တယ်ဆိုလို့ရှိရင်တော့ GED ကိုjoin ဖို့အတွက် recommend ပေးခြင်းတယ်ဒါပေမဲ့ကိုယ်တိုင်ကပေါ့နော်ဘယ်လိုကလေးမျိုးတွေကမ join သင့်ဘူးလဲဆိုလို့ရှိရင်တော့ဒီကိုယ်တိုင်ကအင်္ဂလိပ်စာ level မှာပို့ပြီးကို confidence ရှိတယ်ဆိုလို့ရှိရင်တော့ GED ရဲ့အစားပေါ့နော် IGCSE IELTS Duolingo ပဲပို့ join ဖို့အတွက် recommend ပေးခြင်းပါတယ်ဘာလို့လဲဆိုတော့ခုနပြောခဲ့သလိုပဲရှေ့ပိုင်းမှာပြောခဲ့တယ် GED ကစင်ကာပူမှာတောင်မှလက်မခံဘူးလက်မခံလို့ပညာရေးကနှိမ့်လားဆိုတော့လေမနှိမ့်ဘူးပေါ့နော်ဒီပညာရေးမှာက PR ဆန်လို့သူ့ရဲ့သတ်မှတ်ချက်တွေကအများကြီးရှိရဆိုတော့ကိုကမဟုတ်ဘူး GED ပဲ US ဘက်ကိုပဲ join မယ် GED ရဲ့ပတ်သက်တဲ့ major တွေကိုပဲစိတ်ဝင်စားရင်တော့ GED ကို join တင်ပါတယ်ရှင်အခုလေဒီကျတို့ရဲ့ဒီ government education မှာじゃ10တန်းအောင်ရမယ်10တန်းကို4ဘာသာပါမယ်5ဘာသာပါမယ်6ဘာသာပါမယ်အဲ့ဒါဆိုရင်ကြိုက်တဲ့ university ကို join လို့ရတယ်ကြိုက်တဲ့တက္ကသိုလ်တက်လို့ရတယ်